ဘီလီယံနာတူသည်သူ၏အသေးရောက်ရှိလာသောဇနီးကြောင့်မျက်နှာဖုံးကိုဖယ်လိုက်သည့်အခါပထမတစ်ချက်တွင်မိန်းကလေးသည်အလွန်လှပသည်ဟုထင်မိတော့လဲအနီးကပ်ကြည့်ရှုပြီးနောက်မိန်းကလေး၏မျက်နှာတွင်မွေးရပါအမတ်တစ်ခုရှိနေသည်ကိုတွေ့ရှိခဲ့သည်မိန်းကလေးကရိုးသားစွာဖြင့်ဘီလီယံနာကိုတကြားလုံးတစ်လုံးတောင်းဆိုသည့်အထိချက်ခဲ့သည်ဘီလီယံနာကသူမကိုနမ်းရှုပြီးနောက်တော့မှမိန်းကလေး၏လှုပ်ရနှင့်စကားများသည်သူမ၏အယိုးစင်းပြီးညံမပြေဆုံးသည်ကိုဘီလီယံနာကနားလည်သွားခဲ့သည်တနစ်ကြာသောနောက်တွင်မိန်းကလေးသည်ဘီလီယံနာ၏သားသမီးကိုကိုဝင်ဆောင်ခဲ့သည်မိန်းကလေးကိုမနစ်သက်သောဘီလီယံနာသည်သူမနှင့်ကွာရှင်းရန်ဆုံးဖြတ်ခဲ့သည်သူကမိန်းကလေးကိုကွာရှင်းရေးစာချုပ်ကိုလက်မှတ်ထိုးရန်လက်သားခဲ့သည်မတန်တရာရှိသောမိန်းကလေးကသူမလက်မှတ်ထိုးပါကဘီလီယံနာပျော်ရွှင်ပြီလားကိုမေးမြန်းခဲ့သည်ဘီလီယံနာ၏ဟုတ်ကဲ့ပြောဆိုမှုကိုရပြီးနောက်မိန်းကလေးသည်ပျော်ပျော်ရွှင်ရွှင်ဖြင့်ကွာရှင်းရေးစာချုပ်ကိုလက်မှတ်ထိုးခဲ့သည်ဘီလီယံနာသည်ချက်ချင်းပင်မိန်းကလေးကိုတွန်းဖယ်လိုက်ပြီးသူ၏လက်အောက်ငယ်များကိုမိန်းကလေးကိုခေါ်ဆောင်သွားရန်အစီအစဉ်ချမှတ်ခဲ့သည်မိန်းကလေးသည်မသွားလို့တော့လဲလက်အောက်ငယ်များကအခန်းမှဆွဲထုတ်ခေါ်ဆောင်သွားခဲ့သည်ထိုအချိန်တွင်မိန်းကလေးသည်ဘီလီယံနာကသူမကိုဆွန့်ပစ်လိုက်ပြီဆိုသည်ကိုမသိရှိခဲ့ပြီရင်မောင်းသည်ဘီလီယံနာ၏ရန်သူမမိန်းကလေးကိုတပ်ဖြတ်ရန်လပေးခင်ခံရပြီးကားမတော်တမတစ်ခုကိုဖန်တီးကာမိန်းကလေးကိုထားရစ်ပြီးထွက်ပြေးသွားခဲ့သည်ကာလလျော်စွာမိန်းကလေးသည်အသက်ရှင်ချမ်းရစ်ပြီးသူမ၏မှတ်ဉာဏ်များပြန်လည်ရရှိပြီးသူမ၏အချမ်းဆုံးတစ်ထည်ကြီးသမီးဖြစ်ကြောင်းကိုသတိရလာခဲ့သည်သူမသည်ချက်ချင်းပင်သူမ၏အလွန်ချမ်းသာသောဖခင်ဖုန်းနံပါတ်ကိုခေါ်ဆိုပြီးအကူအညီတောင်းခံခဲ့သည်မိန်းကလေးဖခင်ရောက်ရှိလာပြီးသူမကိုကဲတင်ခဲ့သည်9နှစ်ကြာသောနောက်တွင်မိန်းကလေးသည်မြို့ကိုပြန်လာခဲ့ပြီးဘီလီယံနာနှင့်ယခင်ကသူမကိုအန်ဒီရပြုခဲ့သူများအားလက်စားချေရန်ရည်ရွယ်ချက်အကူအငွေများကိုဘီလီယံနာနှင့်ပြန်လည်တွေ့ဆုံမှုသည်ကိုမသိရှိခဲ့ပေ